သွေးတိုးလူနာတွေတစ်နှစ်ကိုတစ်ခါဘာကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်သင့်တယ်ကျွန်တော်သွေးတိုးယောဂါဆိုတာမပြောက်ဘူးဆိုတာကိုသိပြီးသားပဲဆေးရုံပုံမှန်ဆွဲတောက်ရတယ်တကယ်လို့မှဆေးရုံမတောက်မိဘူးသွေးဆောင်တိုးတာကိုမသိမိလို့ရှိရင်ဒီကြောက်ကက်ဆေးရတယ်တို့ကြောက်ကက်ကြီးလဲလိုက်ရတယ်ဆိုရဲဒုက္ခတွေကိုဒီ TikTok တွေ Facebook တွေမှာမြင်မှုပြီးသားဖြစ်မှာပါအဲ့ချိန်ကျတော့ဒီလိုမျိုးတွေဖြစ်မလာအောင်ဖြစ်လာရင်လည်းစောစောစီးစီးသိပြီးတော့ကြိုတင်ကာကွယ်လို့ရအောင်တစ်နှစ်တစ်ခါဘာကျန်းမာရေးစစ်ဆေးလို့ရတယ်လဲဆိုတာဒီနေ့ကျန်းမာရေးဘုဒ္ဓရအောင်ညှောက်ပေးမယ်ကျွန်တော်အဓိကကအဝလွန်တဲ့သူတွေသွေးတိုးရှိတယ်9နှစ်ကျော်လာပြီဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတွေကိုထိခိုက်နိုင်တယ်နံပါတ်1ချက်ကနောက်ထပ်အချက်ကကျွန်တော်ကသွေးတိုးရှိရင်တခြားသူ့ရဲ့အပေါင်းအပါတခြားယောဂါတွေပါတွဲပြီးဝင်တတ်တယ်အဓိကဒီနှစ်ချက်ကိုလိုက်ပြီးမှစစ်ဆေးရမယ်နံပါတ်1ချက်ကသွေးဆောင်တိုးလို့ကျွန်တော်ရဲ့ခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတွေထိမထိဆိုတာကိုအရင်ဆုံးဦးစားပေးပြီးစစ်တယ်နဲ့ဘာလဲဆိုတော့ကျွန်တော်ရဲ့မျက်လုံးမှာဆိုရင်မျက်လုံးထဲမှာရှိရဲသွေးကြောလေးထိသွားလို့ရှိရင်မျက်လုံးအမြင်စွမ်းရည်တွေကျသွားလားမျက်လုံးကြည့်ရတာကောင်းသလားဆိုရဲမျက်စိပုံမှန်စစ်ဆေးမိမှုကိုတစ်နှစ်တစ်ခါလုပ်တင်တယ်နောက်တစ်ခုကကျွန်တော်ရဲ့နှလုံးပေါ့ဗျာဒီသွေးဆောင်တိုးရင်ကြာရင်နှလုံးသွေးကြောချင်းဝင်သွားတယ်တို့နှလုံးအမောဖောက်တယ်ဆိုတာကိုစောစောစီးသိဖို့အတွက်ကျွန်တော်ရဲ့ရင်ဘတ် ECG ဆွဲတာကိုတစ်နှစ်တစ်ခါလုပ်ပေးတယ်နောက်တစ်ခုကကျွန်တော်ခုနပြောခဲ့တယ်ကြောက်ကက်ကျွန်တော်ရဲ့ကြောက်ကက်ပြတ်သွားရင်ခရီတစ်နေ့တက်လာတယ်ပြီးတော့မှဒီခန္ဓာကိုယ်ရဲ့မှာလိုအပ်တဲ့အရေးကြီးတဲ့အသားဓာတ်တွေကိုကြောက်ကက်ကမထိန်နိုင်ပဲနဲ့စီးရနေပါသွားတယ်စီးအမြုပ်ထခြင်းဖြစ်စဉ်ဖြစ်မဖြစ်သိကျင်တဲ့အတွက်ကျွန်တော်ကသွေးစစ်တဲ့အဲမှာဆိုရင် creatinine level ကိုစစ်ရတယ်နောက်တစ်ခုကစီးရဲမှာအသားဓာတ်ပါမပါစစ်ရတယ် urine REME ပေါ့ဗျာအဲထဲမှာ protein ဓာတ်ဘယ်လောက်တွေပမာဏပါသွားတယ်လဲဆိုတာကိုကြည့်လို့ရတဲ့ဟာစစ်ဆေးပေးတယ်ဒါနံပါတ်1အချက်နောက်ထပ်နံပါတ်1အချက်ကတော့သူနဲ့တွဲပြီးမှဝင်တတ်တဲ့သူ့ရဲ့အပေါင်းပါတွေကိုလိုက်ပြီးမှစစ်ရတယ်။ဘာလဲဆိုတော့ကျွန်တော်ကအဝလွန်တဲ့လူတွေလှုပ်လို့ရှားသိမ့်မလုပ်ဘူးပြီးတော့စားလိုက်ရတဲ့အချိုးတွေပြီးတော့စီကြောသားတွေတအားစားရတဲ့သူတွေအတွက်ဆိုရင်တခြားယောဂါတွေပါတွဲပြီးမှဝင်တတ်တယ်။သွေးတို့နဲ့တွဲပြီးဝင်တတ်တဲ့ယောဂါတွေကစီးကြိုရဲ့သွေးတွင်းအဆီများတာရဲ့ဒီနှစ်ကောင်ကိုအနည်းဆုံးစစ်ဆေးပေးတယ်။ဒီနေ့တစ်ခါတော့စစ်ပေါ့ဗျာ။ကျွန်တော်စီးကြုံမှာဆိုရင်လက်ထိပ်ပေါက်ပြီးစစ်ဆေးလို့ရတဲ့လက်ထိပ်ဖောက်တာလေးလုပ်လို့ရတယ်။နောက်တစ်ခုက3လစီးကြိုလို့ခေါ်တဲ့ HbA1c ဆိုတာလေးစစ်လို့ရတယ်ပေါ့လေနောက်တစ်ခုကသွေးတွင်းအဆီကမောက်ကမဖြစ်မဖြစ်ကောင်းတဲ့အဆီနည်းသလားမကောင်းတဲ့အဆီ LDL cholesterol တွေပြီးတော့ triglyceride level တွေများသလားဆိုတာစစ်ဆေးလို့ရတယ်ဒါမျိုးကိုကျွန်တော်က lipid profile စစ်တယ်လို့ခေါ်တယ်ဒါကြောင့်မို့သူ့ရဲ့တငယ်ချင်းပေါင်းသင်းဖြစ်တဲ့ဒီလက်ထိပ်ပေါက်တဲ့စီးကြိုစစ်လို့ရတယ်နောက်တစ်ခုက lipid profile စစ်လို့ရတယ်အဓိကဒီနှစ်ခုကိုကျွန်တော်တို့ကသွေးတိုးသမားတွေဆိုရင်အနည်းဆုံးတစ်နှစ်ကိုတစ်ခါစစ်ဆေးပေးနေတယ်အဲ့လိုမျိုးစစ်မှာပဲကျွန်တော်တို့ကကြောက်ကက်ပြတ်သွားတာကိုလည်းကြောက်ကက်ထိမထိဆိုတာစောစောစီသိလို့ရှိရင်ဒီကြောက်ကက်ကိုကာကွယ်တဲ့ဆေးတွေကြိုပြီးတော့ပေးထားလို့ရတယ်တကယ်လို့မှကျွန်တော်တို့ကနှလုံးကိုထိခိုက်မိသွားတာရှိမရှိဆိုရင်ဒီသွေးတွင်းအဆီကမောက်ကမဖြစ်တာတွေကိုလိုက်ပြီးမှကုထားလို့ရှိရင်နှလုံးအမောဖောက်တာတွေနှိပ်ဖြတ်တာတွေကိုလိုက်ပြီးမှကာကွယ်နိုင်မှာဖြစ်ပါတယ်